လိုက်တာနာတာအဲ့မှာထွက်လာပြီဖော်ပြီးတော့အရှင်နေပါဦးရှင်ကျမမေနေသွားလို့ပါယောဂအရင်ကျွမ်းနေပြီအဖွာအမေဘူးနာတော့ကြတော့အမေကြီးတို့အရင်စစ်တော့လေအမေလိုအဖွာလိုအရင်တော့အမေရောဖွာခေါ်ရရှင်အဖွာအမေအဘတမီဖွာစကားမပြောနိုင်လားလားစကားမပြောနိုင်တော့ညီမပြောက်တဲ့ကုန်လို့ရည်စီးပြီးခံနေရတယ်တော့မကြလို့ကဲပါသမီးရဲ့ဘာမှစိတ်မညစ်နဲ့နော်စိတ်ကန်းပြဖို့လေအမားတို့နိုင်တော့ကူလိုက်မယ်နင်းနေလဲနိုင်တော့ကူလိုက်ပါအောင်ရောကဲရောသမီးရောနည်းနဲ့များတယ်တဘောမထားပါနဲ့နော်ညီမရောနော်စိတ်ကန်းပြလိုက်နော်ညီမနော်ရပါတယ်သူတို့ကောင်းနေတယ်ဒီလိုနဲ့နိုင်ပြီဒီလက်နေဆိုဆေးရုံနဲ့နိုင်ပြီဟုတ်တယ်